ဘာလို့ချိန်လုံးသူတို့ပေါက်တက်ခဲ့လို့တော့အကောနာမည်ပြတ်တော့တက်မတော်မြန်မာအစိုးရသူတို့ပေါက်ခဲ့လို့တော့အကောသူတို့ပဲပတ်စံနေရတယ်သူတို့ပဲတောက်လိုက်ရတယ်စားမကုန်တောက်မကုန်ဖြုတ်မကုန်တာသမီမြင်းမြင်းစုံမကုန်ဖြုတ်မကုန်ခင်ဗျစောချစ်သူမီဘောလုံးပေါ်တယ်တော့သိန်းပေါင်းတောင်းတဲ့ကြီးသုံးတာခင်ဗျစဉ်းစားကြည့်ဘယ်လောက်ချမ်းသာလဲမေးကြည့်စောချစ်သူဆိုဘယ်လောက်ချမ်းသာသိန်းပေါင်းတောင်းကြီးသုံးထားတာခင်ဗျဘယ်လောက်ချမ်းသာသွားလဲဆိုတာစဉ်းစားကြည့်တနက်ကင်ပြီးတော့ချမ်းသာသွားတာအဲ့စောချစ်သူလူလိုသူလိုခင်ဗျကုံထောင်လုပ်ကြည့်ပါလားရန်ကုန်မှာလာထောင်လုပ်ကြည့်ပါလားခွက်တောင်ဆွဲတောင်းသွားပါဘာမှမအစင်တမ်းမှမရှိတယ်စောတင်ဝင်ကအစင်တမ်းရှိရန်ကုန်မှာကုမ္ပဏီထောင်ပြီးတော့သူရှိသမျှအကုန်လုံးဆွတ်လွတ်ခဲ့ပြီးတော့0ဘဝကနေလာပြီးကုမ္ပဏီထောင်ကြီးရန်ကုန်မှာခင်ဗျခွက်ဆွဲတောင်းသွားအောင်အုံနောက်ရှိရကြက်ပြည့်ရဆိုရင်ခင်ဗျလှုပ်ကြည့်လိုက်မရဘူးခင်ဗျဘာလို့အရေးချင်းမရှိတနက်ကင်ပြီးတော့မရန်ရန်ကားတဲ့အစင်လောက်ပဲတတ်တာဘာမှမတတ်ဘူးကျန်တာတနက်ကင်ပြီးတော့မိုက်ကြီးခွဲပြီးတနက်ရှာပတ်စံရှာသွားတဲ့အစင်လောက်နဲ့ဓမြစိတ်တတ်တာလည်းလာပြီးတော့အကြီးကြီးလျှောက်ပြီးနိုင်ငံတော်မှာပုံကံမှုနိုင်ငံတော်မှာပရိပရာလုပ်ဖို့ကြိုးစားကြတာအဲ့တော့တခါကြရင်လည်းကျွန်တော်တို့ဒီလိုလူတွေပေါ်မှာကျွန်တော်တို့အစောပိုင်းအထိကျွန်တော်တို့တော်အစောပိုင်းအထိကျွန်တော်လည်းဒီလူတွေပြုပြင်ပြောင်းလဲလာမလားဆိုတဲ့စိတ်နဲ့တို့ရဲ့သက်ဆိုင်တဲ့ပုံကိုယ်တွေကိုရှင်းပြောတယ်မဟုတ်မလုံးနဲ့ဒါတွေကခင်ဗျားတို့မှားမယ်နော်ခင်ဗျားတို့မှားမယ်နော်ဆိုတော့ကျွန်တော်ချင်းပြောတယ်ဒါအခုကတော့ရှင်းရှင်းလေးပဲတို့ရွေးချယ်သွားပြီဆိုမှတော့အေးမင်းတို့ရွေးချယ်ပြီဆိုမှတော့ရှင်းရှင်းလေးပဲကရင်ပြည်နယ်မှာကြည်တစ်ချက်ဖောက်တယ်အတန်ကြားတာနဲ့ခင်ဗျားတို့ဟာကရင်ပြည်နယ်ကိုမီးဟုံးတောင်းလုပ်တဲ့သူတွေခင်ဗျားတို့တမိုင်းတရားခံတွေကရင်ပြည်သူလူထုရဲ့တမိုင်းတရားခံတွေခင်ဗျားတို့အုပ်စုတွေပဲဆိုတော့တေချာသွားပြီပြီးတော့မြောက်ဒီမှာပြီးခဲ့တဲ့ရွေးကောက်ပွဲနေ့ကဘုံကွဲတဲ့ရွေးကောက်ပွဲမတိုင်တည်းကဘုံကွဲတဲ့ကိစ္စကလည်းခင်ဗျာမြောက်ဒီမြို့ကန်တွေမပြောရဲကြဘူးဗဇက်ပိတ်နေကြတာမြောက်ဒီမြို့ကန်ဒီကဘာအောင်ကြောက်နေကြလဲမသိဘူးမပြောရဲကြလို့ခင်ဗျာကလည်းအဲ့ဒီခွဲတဲ့မိုင်းကိုဘယ်သူလုပ်တယ်လဲဆိုတော့မြောက်ဒီမြို့ကန်ကောင်းကောင်းသိတယ်ကျွန်တော်တို့လည်းချမ်းမြင်သိတယ်တော်လေးကိုကအောက်တန်းသားစိတ်ပြဂလေးကကြီးအောက်တန်းသားစိတ်ဆိုအဲ့ဒါကိုပြောတာနော်အဲ့တော့တော်တော်လေးတော့ဖြစ်ပါတယ်ဗျာကျွန်တော်လည်းဒီကိစ္စတွေပြောတာမောပါတယ်အစိုးရတာဝန်ရှိသူတွေတောင်ခင်ဗျာဘာလို့ဘာကင်မှမသိသူဘာလို့ချင်မှမသိဖြစ်နေတဲ့အချိန်မှာကျွန်တော်ကမိုက်ခံပြောသလိုဖြစ်နေအစိုးရဗဒကြီးပိတ်ကျွန်တော်ကမိုက်ခံပြောသလိုဖြစ်နေဆိုတော့ခါကြတော့လေကျွန်တော်စိတ်ပြတ်တယ်ဆိုတော့မနစ်ကလည်းကျွန်တော်ပြောတာစိတ်ပြတ်ဆိုအဲ့ဒါကိုပြောတာ